안녕하세요 여러분. 디디말레 여러분하고 나우타 스카봉리 듣고 мя우비 밤에 이 스카봉리가로 작은 고추가 맵다 소래 스카봉리 ပဲဖြစ်ပါတယ်အဲ့တော့ဒီစကားပုံလေးကိုတစ်ခုချင်းစီခွဲပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်တော့ 작은ဒီနေရာမှာ 작은ဆိုတာကတော့ 작다 ပေါ့နော် 작다 ကနေပြီးတော့လာတယ်သေးသည်ဆိုတဲ့နေရာလာတယ်အဲ့ဒါကိုသေးတဲ့သေးသောလို့ပြောင်းချင်တဲ့အတွက်ကြောင့်မို့လို့သူက grammar လေးနဲ့ကတ်ထားတာပေါ့နော် on နဲ့ကတ်ထားတယ်အဲ့တော့ကြောင့်မို့ဒီမှာကကြတော့ 작은ဆိုတော့သေးတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးရတာပေါ့နော်နောက်တစ်ခု고추가အဲ့တော့ဒီနေရာမှာ 고추가 여러분은သိထားပြီးသားအတိုင်းငရုတ်တီကိုပြောတာပါအဲ့တော့ 고추가ဆိုတော့ငရုတ်တီကနောက်တစ်ခု 맵다가 여러분은သိပြီးသားပါစက်တီဆိုတဲ့အဓိပ္ပာယ်ပါအဲ့တော့ဒီကြောင်းလုံးဘာသာပြန်ကြည့်မယ်ဆိုရင်တော့ 작은 고추가 맵다 တေးတဲ့ငရုတ်တီကစက်တယ်ဒါမှမဟုတ်ရင်ငရုတ်တီတေးသေးလေးကစက်တယ်လို့အဓိပ္ပာယ်ရတာပေါ့နော်ဒီစကားပုံလေးနဲ့တူညီတဲ့မြန်မာစကားပုံရှိပါတယ်အဲ့ဒါဘာလဲဆိုရင်အကောင်သေးပေမဲ့အစိတ်ပြင်းနေဆိုတဲ့စကားပုံလေးပဲဖြစ်ပါတယ်အဲ့တော့ဘာအဓိပ္ပာယ်လဲဆိုရင် 작은 고추가 맵다ဆိုတာကဘာလဲဆိုရင်ဘလောက်ပဲတင်းငယ်ပေမဲ့လေသူစီမှာအစွမ်းအစရှိတယ်ဆိုတာမျိုးကိုပြောချင်တဲ့အခါမျိုးပေါ့နော်ဒီခန္ဓာကိုယ်ပုံပန်းတွင်ပြင်ကတေးပေမဲ့တစ်ဖက်သားကိုဒီအထင်မသေးဖို့ပေါ့ပြောချင်တဲ့အခါမျိုးမှာဒီစကားပုံလေးကိုသုံးပါတယ်ဒါဆိုလို့ရှိရင်တော့ 여러분은 ဒီစကားပုံလေးကိုလည်းမှတ်မိမယ်လို့ထင်ပါတယ်ဒါဆိုရင်နောက်ဆုံးတစ်ခေါက်အနေနဲ့ပြန်ပြီးတော့ပြောပြပါမယ် 작은 고추가 맵다ဒါဆိုရင်တော့ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုမှာထပ်တွေ့ပါမယ်